ဆိုတာလေတတ်တယ် မို့ဆိုတာလေတတ်တယ် ဒါကြောင့်ဘာကိုပဲလှုပ်လို့ကိုချင်းသီလာလေးတော့မြဲပေးပါလားငါအပါကြီးတို့ရဲ့ဆုံးဖြတ်ချက်တွေကမှားတတ်တယ် ဆုံးဖြတ်ချက်တွေကမှားရတယ် ဘလောက်ပဲဆုံးဖြတ်ချက်တွေမှအနေမှန်ပေးပါလားငါနှမလေးရဲ့လောကကြီးကရှုပ်ထွေးတယ်လောကကြီးကရှုပ်ထွေးတယ်ဒါကြောင့်ဘာကိုပဲလှုပ်လို့ရှင်းရှင်းလင်းလင်းရိုးရိုးသားသားလေးလှုပ်ပေးပါလားငါတငယ်ချင်းရဲ့တိတ်အထာမကြတဲ့မိစ္ဆာညမှာမိစ္ဆာညဆိုတာလူဆိုးတွေရဲ့ညပေါ့ဗျာတိတ်အထာမကြတဲ့မိစ္ဆာညမှာလူတချို့လိပ်ပြမလှလို့တရားမှာချောက်နေတဲ့ကိုယ်